ဒီလိုနေရာလေးမှာဆိုလာကြလေးကိုထားလိုက်ပါမယ်နော် Hello မချစ်တာပါရှင် IB67 ဆိုလာမီလေးကို unboxing လုပ်ကြည့်အောင်နော် ပေါင်းဝင်တဲ့ပစ္စည်းလေးတွေပါရှင် ဒါလေးကတော့ဆိုလာမတက်တဲ့ခိုင်းလေးပါရှင်နေရာမှာလည်းကပ်လို့ရပါတယ်ဥမာနေရာမှာချိတ်မဲ့ wall plug တွေမူတွေတခဲတွေလည်းအကုန်ပေါင်းဝင်ပါတယ်ရှင်ဆိုလာကြလေးမှာပါတဲ့ကျိုးကလည်းရှေ့73မိရှိပါတယ်ရှင်နေအောင်ဒီနဲ့ချိတ်ဆက်မိပြီဆိုရှင်မင်းသေးရဲ့ချက်ပြမီနီလေးကနေလာပါမယ်ရှင်စင်စာစနစ်ပေါင်းတဲ့အတွက်နေအောင်ချင်းမရှိတော့တဲ့အချိန်မှာလည်း auto မီလင်းပါတယ်ရှင်ဝေးထိန် remote လေးလည်းပါဝင်တဲ့အတွက်ဝေးရနေပြီးတော့ထိန်းချုပ်လို့စနစ်တွေပါဝင်ပါတယ်ရှင် ကလေးတို့အတွက်ဆိုလာနည်းပညာဆိုင်ရာသင်ထောက်ကူတစ်ခုဖြစ်နေလဲသုံးပြနိုင်ပါတယ် ဒီဆိုလာလေးလိုချင်တဲ့ဆိုရင်တော့ Manchester မှာဝယ်အားပေးလို့ရပါပြီရှင်